ဇိုဒီရဲ့ဆိုင်များဈေးလာဝယ်သောအခါ Samsung S26 Ultra ရှိလား ဟုတ်ကဲ့ရှိပါတယ်ခင် မြ ဗျာ င်မြင်လို့အဲ့ဒါမြင်မြင်ထည့်ပေး ဂျီမီလေးပါတော့ဖွင့်ပေးလိုက်ရမလား မလို့မြင်ဒါပဲမြင်မြင်ထည့်ပေး ဟုတ်ကဲ့ဟုတ်ကဲ့ စိတ်ကရှည်ပါအောင်ဆိုနေမှာညီမကလေဒီဖုန်းလေးကိုအရန်ကြိုက်တာအခုကလေမဖြစ်မနေမို့လို့ဒါလာရောင်းလိုက်ရတာတကယ်လို့လေစားတူလာဝယ်တယ်ဆိုရိုးရိုးတီတီဂိုင်းနဲ့တူပဲရောင်းပေးပါနော် ဟုတ်ကဲ့ပါခင်ဗျာအခုတော့ကျွန်တော်ဖုန်းလေးတစ်ချက်လောက်ပေးဦးနော်တော့ကျွန်တော်ဖုန်းဆက်ရမှာဆိုတော့လေ ဟဲ့ iPhone 17 Pro Max လေးကလှလိုက်တာဟာဒီဘက်က S25 Ultra လေးလှပြန်ရောဘာယူရမလဲ အမကအခုဒါ iPhone ကင်နေတာဆိုတော့ Samsung လေးပြောင်းကင်ကြည့်ပါလားမ အဲ့ဆိုရင် iPhone 17 Pro Max လေးပဲယူလိုက်တော့မယ်နော်ကို ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ညီမကို iPhone နဲ့ရော Samsung နဲ့ရော tablet လေးထဲရောပြပေးနော် ဘယ် model လေးကပြပေးရမလဲခင်ဗျာ ဟမ်အခုအကွာညီမကိုပြန်မေးလိုက်တာလားတော်ပြီမဝယ်တော့ဘူးစိတ်ကောက်တယ်